ညီမလေးတို့ရေဒီမှာဒီပုံလေးဒီနေ့စတင်ဖို့အတွက်အမအပွင့်ပတန်လေးကိုထုတ်ထားတယ်ပတန်လေးကိုလည်းထိုးပြမယ်နော်သူ့ပတန်ကလွယ်တော့လွယ်ပါတယ်ဒါပေမဲ့သူ့ပတန်ကအပွင့်ကိုသူကဒဲဆက်ထားတယ်ခန္ဓာကိုယ်ထဲမှာလေဒဲဆက်ထားတဲ့ခါကျတော့အပွင့်သေးပေမဲ့အပွင့်အများကြီးထိုးရမှာထိုးပြီးသွားတဲ့ခါကျတော့နည်းနည်း free style မျိုးသူကဝက်ရတယ်ဒီလက်ကလည်းဒီမှာနောက်တစ်ပွင့်ရှေ့တစ်ပွင့်နဲ့လက်ပုံစံဒီမှာဒါလေးကလက်ဒါကိုယ်တယ်ကအမရည်ကြည့်လိုက်တာရှေ့မှာ9ပွင့်နန်း3ခုအနောက်မှာ9ပွင့်နန်း3ခုဆိုတော့9ပွင့်နန်း3ပွင့်နန်း10ခုစာအရင်ထိုးရမှာပြီးမှကျန်တဲ့လက်တွေဆက်မယ်လေဘင်းတွေကွက်မယ်အဲ့ဒီပုံစံမျိုးဖြစ်နေတာเนาะအဲဒါကြောင့်မို့အခုဒီမှာအပွင့်ပတန်လေးကိုအရင်ထိုးပြမယ်ဒီမှာချစ်စရာလေးအပွင့်ပတန်ကိုထိုးပြပြီးတော့အပွင့်ဆက်တဲ့နီးပြမယ်ပြီးရင်အဲ့3ပွင့်နန်းအားလုံး10ခု3ပွင့်နန်း10ခုပတ်လည်ကိုထိုးထားမယ်ပြီးရင်ဒီလက်တွေမှာလိုအပ်တဲ့နေရာတွေလိုက်ဖြစ်မယ်လေဘင်းမှာဒီမှာတချမ်းထိုးထားတာရှိတယ်အဲဒီတချမ်းထိုးတဲ့နီးလေးကိုပြမယ်ပြီးရင်လေဘင်းကွက်တဲ့နီးနောက်ဆုံးပိတ်ပေါ့နော်လွယ်တော့လွယ်ပါတယ်မြန်ထိုးတတ်တယ်ဆိုတော့ရတယ်အကတော့သူကအဲ့လိုအဆိုင်အသေးနဲ့မှအဆင်ပြေမှာနော်အကဒီမှာ 1.5 လောက်နဲ့ထိုးမှအဆင်ပြေမှာအဲ့ဒါမှဒီမှာအပွင့်ပုံဒီလိုလေးဒီလောက် size လေးရမှာဒါအမ 1.5 နဲ့ထိုးထားတယ်1.5 နဲ့ထိုးထားမှအလောက်ရမယ်ဒါလေးကဘလောက်လက်မလောက်ရှိလဲဆိုတော့အစအနေအဆုံးเนาะဒီပီကော့အဆုံးထိတိုင်းမှာเนาะပီကော့အဆုံးထိတို့ကပီကော့မှာဆက်မှာကို၄လက်မရှိရယ်เนาะဒီကခြေသေးသေးလေးနဲ့ပဲအမထိုးထားခြေလေးနဲ့ပြမယ်နော်ချီရလဲဒီလိုချီမြင်မြင်လေးနဲ့စီလွန်ကလအိုးစီလွန်လေးနဲ့ထိုးရင်ဒီဟာလေးရလာမယ်စီလွန်ချီမြင်မြင်သေးသေးလေးနဲ့ထိုးထားရင်အဲ့လိုဒီမှာ site နောက်ထပ်ကြီးတဲ့ဟာတစ်ခုရှိတယ်သူကဒီစီလွန်ရိုးတရားစီလွန်ဒီဒီဇိုင်းနဲ့ထိုးထားတာနော်ဒီဒီဇိုင်းနဲ့ထိုးထားတာဒါလေးကကျတော့ချီလေးကနည်းနည်းလေးရောင်ရောင်လေးကြီးတယ်နော်အဲ့ခါကျတော့သူ့ရဲ့နည်းနည်းလေးမာတောင့်တယ်အမကြည့်ရတာတော့ဒီအင်ဂျီလေးကပျော့ပျော့အီလေးဖြစ်ရင်ပိုလာမယ်ချီမာတောင်းထက်ကိုဒီလိုမြန်မာကော်တွန်2 ply လောက်နဲ့ထိုးလိုက်ရင်လည်းလာမယ်သူကပျော့မအောင်ဒီလိုမာတောင်းနေတဲ့ချီမျိုးတွေနဲ့ဆိုရင်အဆင်မပြေလားဟုတ်အင်ဂျီကစိုက်ကလည်းပိုကြီးသွားမယ်ပြီးရင်အောက်ကိုတွဲကြမနေပဲနဲ့ဘေးကိုတောင်းကားကားကြီးဖြစ်နေမှာဆိုရတယ်နော်အခုဒီမှာဒီ site ထိုးထားတာဆိုရင်အမ9လက်မရှိတယ်ဒါဆိုရင်နံပါတ်2နဲ့ထိုးထားတယ်2mm နဲ့ထိုးထားတယ်အကခဏချီဖြူနေเนาะအဲ့ခါကျတော့9လက်မဆိုတော့ဒီ10ပွင့်တန်းဆိုရင်အားလုံး9လက်မနဲ့ဆိုတော့လက်မ90လောက်ကရှိနေမှာเนาะပတ်လေကြီးကလေလက်မ90ရှိမယ်ဒါပေမဲ့သူရင်အတိအကျမဟုတ်ဘူးလက်မှာပါသူကပခုံးလက်အကားလိုပုံစံမျိုးသူကလှုပ်ထားတာမို့လို့เนาะလက်ကရက်တောင်လက်လိုမျိုးဒီလိပ်ပြလက်လိုမျိုးဖြစ်ထားတဲ့အတွက်ကြောင့်မို့လို့သူကရင်40လို့တာဒီဟာဆိုရင်40လောက်ရမယ်40လို့တာပြောတာသူကရင်40လိုမျိုးအင်းကြီးမျိုးမဟုတ်ဘူးသူကရက်တောင်လက်ဟာမျိုးလိပ်ပြလက်ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်လက်ထဲမှာသွားပါတယ်အဲ40ကလေအဲ့ဒါကိုသူက40ဆိုရင်ကြီး40ကြီးလိုက်တာလို့ထင်မှာဆိုလို့ free style နဲ့သူကဝက်မယ်ဆိုလာတယ်เนาะဒီအပွင့်လေးကိုစာထိုးပြမယ်ဒါဆိုရင် size ကြီးတယ်တွေ့လားဒီအပွင့်နဲ့ဒါနဲ့ဆိုရင်ကိုတလက်မကွာရင်မဲ့အားကြီးသွားတယ်အဲကြောင့်မို့ခန္ဓာကိုယ်ကြီးတဲ့လူတွေကတော့ဒီလို size နဲ့ထိုးမယ်ဆိုရတယ်အလွန်ဆုံး9လက်မလောက်တော့ရမှာပေါ့နော်နဲ့ထိုးထားတာဆိုဒီဟာ 1.5 နဲ့ထိုးထားတယ်စီလွန်ကလိုးစီလွန်ဟာမျိုးသုံးနဲ့ရတယ်ဘယ်စီလွန်ပဲဖြစ်ဖြစ်ပျော့လေးချီပျော့အီလေးဆိုပိုကောင်းတယ်ဝက်လိုက်တဲ့ချိန်ကျရင်ပျော့တွဲကြနေမှာပိုလာတာเนาะသူပုံစံအပွင့်အသေးပဒံဒါအပွင့်ကြီးပဒံเนาะအမတေချာလေးမြင်လို့ရအောင်တေချာလေးဆွဲပေးထားတယ်เนาะကိုထိုးပြတဲ့ဟာကိုတချို့ပဒံနားလဲတဲ့လူတွေကချင်းရည်အတွက်တွေပါမသေးခွဲလိုက်ဘူးဆိုရင်ဒီမှာပြန်လာကြည့်လို့ရအောင်เนาะအသေးရောအကြီးရောဒီမှာဆွဲပေးထားတယ်ပြီးတဲ့ခါကျတော့ဒီမှာဒါအင်ဂျီပတန်ဆိုရင်အခုဒါပုံထဲအတိုင်းပဲအမဆွဲထားတာဒီရှေ့မှာ1 2 3 4 5 6 9 10 11 12 15ပွင့်နဲ့နောက်က15ပွင့်ကတပည့်ကြီးလိုပဲသူက4000ဆက်ကြီးတခါတည်းဝင်းလိုက်ကြီးသူကဆက်လိုက်မှာအရှိမှာ3ပွင့်တန်းကို5ခုအနောက်မှာ3ပွင့်တန်း5ခုကိုပတ်လဲတခါတည်းဆက်တော့ဝင်းလိုက်ကြီးဖြစ်သွားလိမ့်မယ်ဒီ15ပွင့်ကနော်15ပွင့်ဆိုတာဒီမှာ9 3 15ရှေ့15နောက်15ခွင်းလိုက်ကြီးဖြစ်သွားလိမ့်မယ်အဲကြောင့်အမားတို့ကအခုစထိုးရင်1 2 3ထိုးမယ်အဲ့ဒါပြီးရင်အဲ့3ခုတန်းကိုအားလုံး
ရှေ့မှာ9တန်းနောက်မှာ9တန်း10တန်းပြည့်အောင်ထိုးမယ်အဲ့ဒါပြီးဝင်းလိုက်ကြီးဖြစ်သွားပြီဆိုမှလိုတဲ့နေရာလက်နှစ်ဖက်ရဲ့ဒီလေဘင်းမှာအချမ်းလေးဆက်တာရဲ့ဒီလက်နှစ်ဖက်ရဲ့လိုအပ်တဲ့နေရာတွေလိုက်ဆက်အောင်မယ်နော်အဲ့ဒါလွယ်တယ်အခုလောလောဆယ်အပွင့်ထိုးပြရင်အမဒီလို3ခုတန်းဆက်ပြမယ်ပြီးရင်ဘေးမှာဒီလိုအသေးလေးတွေဆက်ပြမယ်အဲ့ဒါကိုတခါတည်းကိုယ့်အကူတောက်လျှောက်3ခုတန်းနဲ့ဂျားထဲမှာဆက်ပြီးတော့သူပထမဦးဆုံးတစ်ခုပဲအလွတ်တိုင်းထိုးရမှာကျန်တဲ့ဟာတွေကြတော့သူ့ဘေးမှာရှိတဲ့ပီကော့တွေနဲ့အကုန်လုံးတောက်လျှောက်ဆက်သွားရမှာနော်အဆက်တဲ့ချိန်ကျရင်မှားမှာဆိုလို့တခါတည်းဘေးကိုကြည့်ပြီးတော့ဆက်သွားလိုက်အခုအဲ့ဒါကိုထိုးပြမယ်အဲ့ဒါ site ကဘယ် site ဆိုဘယ်လောက်ယူအဲ့လိုမျိုးတွေအမပြောလို့မရအောင်အပွင့်ပေါ်မှာမူတည်ပြီးတော့လည်းပြောလို့ရဒီမှာလေးဒီချီနဲ့ထိုးလို့ရလားတို့ဘာလို့အမကိုပြောလို့မရဘူးအမရေဒီချီနဲ့ထိုးလို့ရလားမေးလို့မရဘူးကိုထိုးမဲ့ချီနဲ့ကိုယ့်အကိုဒီအပွင့်ပတန်ကိုစမ်းကြည့်လိုက်အဲ့ဒါဆိုအမပြောတဲ့ site ထဲဝင်နေဆိုရင်ကြီးမလားသေးမလားကိုယ့်အကိုရတယ်ဒါပေမဲ့ဒီကောင်က free ပတန်မျိုးလက်ကိုလည်းရက်တောင်ပုံစံမျိုးဝက်တာမျိုးဆိုတော့သူကကြီးတယ်မဟုတ်ရိုးလို့ရိုးရင်ဆိုရင်အတိအကျတိုင်းရတဲ့ fitting ဟိုလိုမျိုးအင်ကြီးမျိုးမဟုတ်ဘူးလေသူကအပေါ်ကဝက်ယုံလေးလိုမျိုးဆိုတော့ရတယ်နော်အခုဒါကအရင်ဆုံးဟိုဟာထိုးတော့မယ်ချီကိုယူလိုက်အမ 1.5 နဲ့ချီမြင်လေးနဲ့ပဲထိုးတယ်နော်လေးလက်မပဲရခြင်းလို့အဲ့ဒါကို1 2 3 4 5 6ချင်းကို6ခုထည့်လိုက်မကျေရူလေးနေပါတယ်မလုပ်ဘူးသူကဘာလို့လဲဆိုတော့အလယ်မှာအဝိုင်းပေါက်လေးဖြစ်ခြင်းလို့နော်အဲ့ဒါပြီးမှ1 2 3အဲ့လို6ခုလုပ်ပြီးသွားရင်ဒီဟာလေးကိုနည်းနည်းလေးဆွဲလိုက်တင်းတော့ပြီးရင်ဖွန်မီ3ခုယူမယ်ယူပြီးသွားရင်အားလုံးဒီဖွန်မီ3ခုတက်တာရောအပါအားလုံးတိုင်ရှည်24ခုเนาะဒီဟာရောအပါเนาะ3 4 5 6 24ပြီးတော့ရင်ထိတ်ကကနာ3ချင်းတက်ထားတဲ့ထိတ်ကွင်းနေရာမှာရှက်ကော်လေးနဲ့ဒီလိုလေးယူလိုက်เนาะအဲဆိုရင်24အလဲကလည်းဒီလိုဝိုင်းလေးဖြစ်နေလိမ့်မယ်အဲ့ဒါမှလာတာပတ်မွင်ဒါလေးကိုတင်းနိုင်နေများဆွဲပြီးတော့ရင်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 1
19 18 19 20ချင်းကို20ရေးမယ်နော်ချင်း20ရေးပြီးတော့ရင်ဒီမှာဒါချင်းတွေကပြန်တက်တာခဏ3ချင်းတက်ထားတဲ့နေရာနေပြန်တက်တာသူဘေးနားတိုင်းကျော် DC တိုင်းကျော်တိုင်တူပဲထည့်လိုက်ပြီးရင်တေနေ3 4 5 6 9 10 11 13 14 15 16 19 နော်20ပြန်ရပြီတခါတပေါက်ကျော်တေချာကြည့်မယ်နော်အဲ့အပေါက်ကိုကြော်တာဒီမှားရင်ကွက်တိမရပဲနေမယ်ဒီမှာတပေါက်ကျော်ဆိုတပေါက်ကျော်ပဲအဲ့ဒါဆိုရင်ဒီလိုချင်းကွင်းလေးအားလုံး12ခုရလိမ့်မယ်နော်အခုဒါကိုအဆုံးထိထိုးသွားလိုက်ဒီနားထိရောက်တဲ့ဒီအဲ့နားရအောင်ပြန်ပြပေးမယ်နော်ဒါလေးအားလုံး12ခုရရမယ်ချင်းကွင်းလေးအားလုံးတပေါက်ကျော်နဲ့ချင်း20နဲ့တောက်လျှောက်တပေါက်ကျော်ချင်း20နဲ့သွားမယ်နော်နောက်ဆုံးချင်း20ထိုးပြီးသွားရင်ပထမဦးဆုံးစခဲ့တဲ့အခြေမှာပြန်ပြီးတော့ထည့်လိုက်မယ်နော်ပထမဦးဆုံးဒီမှာအမတို့စခဲ့တဲ့အခြေမှာရှက်ကော်နဲ့ပဲပြန်ပြီးတော့အဆုံးသတ်လိုက်ပြီးတော့ကိုယ့်ရဲ့ဒီကွင်းရည်အတွက်ဘယ်နှခုရှိလဲပြန်ရည်မယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
30 17 12ကွက်တီပဲနော်24တိုင်လောက်ထားတဲ့အတွက်ကြောင့်12ကျန်အဲ့ဒီ12ပြီးတော့ရင်1 2 3 4 5 6 9 10 ခဏဆက်ထားတဲ့ရှက်ကော်နီယာကနေပဲ12တိုင်ပြန်တက်မယ်ပြီးရင်ခွင်းလေးကိုအပြန်အတိုင်းယူမယ်နော်အဲ့ခွင်းထဲမှာဒီမှာလက်လေးနဲ့ဒီလိုလေးထိန်းထားလက်ခလေလေးနဲ့လက်မလေးနဲ့ပြီးရင်အဲ့လိုထိန်းထားပြီးမှအဲ့ထဲမှာတိုင်ရှည်တစ်ခုဖွန်မီတဲ့ကိုမထည့်ဘူးနော်ခွင်းထဲကိုပဲထည့်လိုက်တယ်ဖွန်မီတဲ့ဆိုကြာနေမှာဆိုလို့ပြီးရင်1 2 3တိုင်ရှည်2ခုချင်း3ခုပြီးရင်1 2နှစ်ခုစီပဲနှစ်ခုပြီးရင် chain 2เนาะတိုင်ရှင်းနှစ်ခုဖွင့်မီ3ခုတိုင်ရှင်းနှစ်ခုပြီးရင် chain 2နဲ့ဟိုဘက်ထဲမှာအဲ့ဒီတိုင်းပြန်သွားမယ်ဝင်းလေးကိုပြန်တိုင်းဖြစ်အောင်လို့တဝက်လောက်ကနေလက်လေးနဲ့ထိန်းထားပြီးမှတိုင်ရှည်ကိုထိုးမယ်เนาะတိုင်ရှည်ကိုနှစ်ခုပဲနှစ်ခုပြီးရင် chain က3ခုတိုင်ရှည်
နှစ်ခုချင်းက3နှစ်ခု sorry ဒီကြားထဲမှာချင်းက3ခုဘေးမှာ2ခုပြီးရင်ပြန်ပြီးတော့ဒါလေးကိုပြန်တိုင်းလေးပြန်သွားမယ်နော်ပြန်တိုင်းလေးထိန်းပြီးတော့တိုင်းရှိ2ခုချင်း3ခုတိုင်းရှိ2ခုပြီးရင်နောက်တစ်ခွင်းကိုချင်း2ခုနဲ့ပြန်ပြီးတော့ဆက်အဲဒီတိုင်းပဲတောက်လျှောက်သွားလိုက်ပါဒီမှာခွင်းလေးတွေကဒီခါကျတော့ရီလို့ပိုပေါင်းသွားရင်เนาะဘယ်နှခုရှိလဲဆိုတိတိတတ်တာရအားလုံး12ခုရှိရမယ်เนาะအဲဒီနောက်ဆုံးဒီထိထိုးပြီးသွားရင်လမ်းဆက်တဲ့နီးနဲ့ဒီထဲကိုဝင်တဲ့နီးပြပေးမယ်နောက်ဆုံးပဲဒီလိုနောက်ဆုံးတစ်ခုပြီးသွားပြီဆိုရင်ဒီထိတ်ကဒီမှာခဏဆက်နဲ့ချင်းနဲ့တက်ထားတဲ့ထိတ်နေရာလေးကိုလှမ်းပြီးတော့ရှက်ကော်လေးနဲ့ယူမယ်เนาะဒီဘက်ကတိုင်ရှင်နေရာလေးကိုလှမ်းပြီးတော့ရှက်ကော်တစ်ခါယူမယ်ဘေးကတိုင်ရှင်နေရာမှာနောက်တစ်ခါထပ်ပြီးတော့ရှက်ကော်ယူမယ်ပြီးရင်ခွင်းထဲမှာတစ်ခါသွားမယ်ရှက်ကော်ယူမယ်ရှက်ကော်3ခါယူတယ်เนาะဒီမှာတစ်ခါယူတယ်ဘေးတိုင်မှာတစ်ခါယူတယ်အလယ်မှာတစ်ခါယူတယ်ပြီးရင်1 2 3နဲ့ပြန်ပြီးတော့တိုင်ရှင်တစ်ခုထပ်ယူမယ်3 chain တစ်ခုတိုင်ရှင်တစ်ခုပြီးရင်1 2 3ခုမီ3ခုပြီးရင်နောက်ထပ်တိုင်ရှင်2ခုအဲ့တော့ဒါလည်းအောက်ကပုံစံအတိုင်းဖြစ်သွားပြီဒီမှာ2တိုင်းပြီးရင်ဖွမီ3ခုဒီမှာ2တိုင်းပြီးရင်2 chain ဖွမီ2ခုယူမယ်ခဏ chain 2တွားထားတဲ့နေရာမှာတိုင်တိုလေးနဲ့လမ်းပြီးတော့ယူမယ်ပြီးရင် chain 2ပြီးတဲ့ခါကျတော့ဒီကွင်းထဲမှာတိုင်ရှည်တစ်ခု2ခုပြီးရင်ပြန်ပြီးတော့ဖွမီ3ခုပြီးရင်တိုင်ရှည်2ခုပိုင်တိုင်းလာမယ်နော်ညာနော်ပြီးရင်တစ်ခါ2 chain နဲ့ဒီဘက်ကကွင်းထဲမှာတိုင်တူပြီးရင်2 chain ဒီထဲမှာတိုင်ရှည်2ခုဖွမီ3ခုရတယ်နော်အောက်ကဟိုဟာဘေးငါဘာတွေလုံနေလဲမသိအဲကြောင့်အတန်နေတာအာနာကြီးနဲ့စက်တွေနဲ့ဖောက်နေလို့နော်မရိုက်လို့လည်းမရဘူးဒီနေ့အမကတင်ပေးမယ်ပြောထားတယ်အဲ့အတန်စောင့်နေဟိုရိုက်ရမှာမဟုတ်အဲကြောင့်မို့အတန်นี่အနောက်ခံတန်นี่စုညံနေရင်တီးခံပြီးတော့နားထောင်ပေးပါလို့เนาะအခုဒီမှာအမနောက်တစ်ခုတက်လာတဲ့ဟာကိုထပ်ရှင်းပြမယ်ဒီမှာဆုံးသက်သွားပြီဆိုရင်တရားထိတ်မှာဒီတွဲချင်းရဲ့ထိတ်မှာဘေးကတိုင်ရှည်ရဲ့ထိတ်မှာတွဲချင်းရဲ့ထိတ်မှာတစ်ခုဒီဘေးမှာတိုင်ရှည်မှာတစ်ခုရှက်ကောပြီးရင်ခွင်းထဲဝင်ပြီးတော့တစ်ခု3ခုယူသွားတယ်ပြီးရင်3ချင်းနဲ့တက်တဲ့တိုင်ရှည်တစ်ခုထောင်းတယ်ဂျားထဲမှာဖွင့်ပြီး3ခုတိုင်ရှည်2ခုပြီးရင်ဂျားထဲမှာ2ချင်းနဲ့ဘာလို့လဲဒီဂျားထဲကခဏ2ချင်းတွားထားတဲ့ခွင်းမှာတိုင်တူလုပ်တယ်ပြီးရင်2 chain နဲ့ပြန်ပြီးတော့ဒီခွင်းထဲမှာတိုင်ရှည်2ခုဖွင့်ပြီး3ခုတိုင်ရှည်2ခုပြီးရင်ဖွင့်ပြီး2ခုတိုင်တူဖွင့်ပြီး2ခုအဲ့တိုင်သွားနော်အဲ့ဟာလေးကိုပြန်ပြီးတော့နားမလည်ရင်ကြည်ပါပထမတစ်ပွင့်ကိုတေးချာချာရသွားရင်နောက်အပွင့်နေကြ AC ဖြစ်သွားပြီနော်ပထမဒီဟာတွေမထိုးခင်တော့ဒီဟာလေးကနည်းနည်းခက်ကုတ်ကုတ်လေးဖြစ်မယ်ညီမဟာကြီးကဒီမှာအဲ့လိုကြီးဖြစ်နေတယ်တို့ဘာလို့ဖြစ်မှာဆိုလို့နော်အနောက်ကပီကော့တွေဘာတွေအားလုံးထည့်ပြီးတော့ရင်သူ့ကသူပြန့်နေဖြစ်တော့ဒီ chain နေရာမှာဒီဟာထက်ဆိုင်ရင် chain ကပိုကျစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုလေးကုတ်သွားတာနော်အဲ့ဒါလေးကိုဒီနားလေးထိထိုးလိုက်နောက်ဆုံးဒီမှာနော်နောက်ဆုံးကွင်းထဲမှာလူချင်းကွင်းထဲမှာဒီမှာဒီဘက်ကနေဖွမီ2ခုနဲ့တိုင်တိုလာပြီးတော့ရင်နောက်ထပ်ဖွမီ2ခုလာယူမယ်ပထမဦးဆုံးဆက်စချင်းဒီမှာchain 3 chain တက်ထားတဲ့နေရာကိုလှမ်းပြီးတော့ရှက်ကော်လေးနဲ့ယူမယ်နော်တတ်ရက်ကလေးရှက်ကော်လေးနဲ့လှမ်းယူမယ်ရပြီပြီးရင်နောက်ဘေးကတိုင်မှာလဲရှက်ကော်လေးနဲ့တစ်ခါထပ်ယူမယ်ဝင်းနဲ့ထိရအောင်ရှက်ကော်လေးနဲ့တစ်ခါယူမယ်ဒီမှာဆိုရင်အဖူးထဲတော့မှာဖြစ်တဲ့အတွက်ကြောင့်1 2 3 4 5 6ခုခုယူပြီးတော့3ရဲ့ထိတ်ခေါင်းသားလေးကိုလှမ်းပြီးတော့တိုင်တိုလေးနဲ့ဒီလိုလေးဆွဲလိုက်အဲဒါဆိုရင်အဖူးလေးဖြစ်သွားပြီနောက်တစ်ခါနောက်တိုင်ရှည်နေရာထိုးပြီးတော့ရင်1 2 3 4 4 chain နဲ့တိုင်ရှည်ထိတ်ခေါင်းလေးမှာဒီလိုလေးတိုင်တိုလေးဖြစ်နေလိမ့်မယ်အဲဒီနေရာလေးမှာဒီလိုလေးပဲရှက်ကော်မလုံးနဲ့တော့အဖူးလေးပိုကြည့်အောင်လို့အဲ့လိုလေးယူပြီးရင်နောက်တစ်ခါ3အားလုံး5ခုထည့်မှာနော်4 chain เนาะဒါပီကော့ထဲတာ4 chain ပြီးရင်အောက်မှာဒီလိုတိုင်တိုပုံစံလေးဖြစ်နေတယ်အဲ့ဒီနေရာတဲ့လေးဒီလိုလေးယူပြီးတော့ဒီလိုပဲဆွဲလိုက်3ခုရှိသွားပြီနောက်တစ်ခါ4ခုနော်1 2 3 4ခုနောက်ဆုံးပိတ်တိုင်လေးဆိုရင်တူတူလေးနည်းနည်းလုပ်လိုက်အရင်ကြီးရှည်လို့ရင်ခုံးလေးမဖြစ်မှာဆိုလို့ပြီးရင်4 chain လေးနဲ့
လို့ပြီးရင်တူးချင်းပြန်ထည့်မယ်၅ခုပြည့်သွားရင်တူးချင်းပြန်ထည့်မယ်ခဏကတူးချင်းသွားထားတဲ့အလဲကအတိုင်းတူနေရာလေးမှာပြန်ပြီးတော့ထည့်မယ်နော်ဒီလိုလေးဖြစ်သွားပြီးရင်တခါတူးချင်းနဲ့ဘေးကခွင်းထဲမှာ၅တိုင်ပြန်ထည့်မယ်ဘေးဆုံးတိုင်ဆိုရင်ခတ်တူလေးလုပ်မယ်ပြီးရင်1 2 3 4ခုမီလေးခုနဲ့ပြီးကော်လေးလုပ်အလဲတိုင်းလေးတွေကပုံမှန်အတိုင်းပဲထိုးဘေးဆုံးလေးနှစ်ခုကိုဟိုဘက်ဘေးဆုံးရောဒီဘက်ဘေးဆုံးရောတူလေးတွေနဲ့ထိုးလိုက်နှစ်3ပုံမီက4ခုယူမယ်နော်ပြီးကော်လေးကကြီးနေမှာအဖုလေးတွေကပိုချစ်စရာကောင်း4ခုပြီးရင်နောက်ဆုံးတစ်တိုင်းကိုခတ်တူလေးယူမယ်1 2 3 4ရတယ်နော်အဲ့တိုင်းလေး5ခုပြည့်သွားပြီဆိုရင်ဒီမှာတူးချင်းလေးထည့်အလဲခဏတူးချင်းလေးနဲ့တိုင်တူနေရာမှာလမ်းထည့်ရတယ်နော်အဲဆိုရင်ဒီမှာအဖူးလေးတွေကတောက်လျှောက်တစ်ခုမှာအဖူးလေးတွေဖြစ်သွားပြီဒီနားလေးရောက်ပြီဆိုရင်အဆုံးတက်ဖို့ဒီမှာလှမ်းပြီးတော့ဆက်တစ်ခါနီးကိုမှာပြပြီးမယ်နော်ဒီနားလေးအဖူးရောက်ပြီဆိုရင်ရပ်ထားလိုက်ဒီမှာနောက်ဆုံးပိတ်ဒီမှာဒီအပွင့်ကိုပြီးရတူးချင်းနဲ့တိုင်တူထည့်ပြီးရင်နောက်ထပ်တူးချင်းနဲ့ပဲနေရာကိုလှမ်းဆက်ရမလဲဆိုတော့ဒီမှာဒီ3 chain တက်ပြီးတော့အဖူးလုပ်ထားတဲ့ထိတ်နားလေးကိုလှမ်းပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်နော်ဆက်ပြီးရင်ခါလေးဖြတ်လိုက်ဒီနေရာဒီအပွင့်ကပထမဦးဆုံးတစ်ပွင့်ကိုတော့အစအဆုံးတစ်ခါလေးထိုးလိုက်နောက်အပွင့်နေကြတော့ပြီးကော့လေးတွေထည့်ရင်းနဲ့တစ်ခါလေးဆက်သွားမှာနော်ဘေးတစ်ပွင့်နဲ့လေအဲဒါကြောင့်မို့ပထမဦးဆုံးတစ်ပွင့်ကိုတော့ဒါကိုတစ်ခါလေးဖြတ်ထားလိုက်ဖြတ်ပြီးရင်မဖြတ်ခင်ညီမလေးတို့ကြတော့အရင်ဆုံးဆက်လိုက်အောင်ဒီအပွင့်က12ခုရှိလား1 2 3 4 5 6 9 10 11 12နော်12ခုပြည့်အောင်လုပ်ရမယ်ပြီးရင်ဒီမှာပြီးကော့လေးတွေ5ခုပြည့်အောင်လုပ်ရမယ်ဘာလို့လဲဆိုတော့အလဲပြီးကော့3ခုမြောက်နဲ့အမားတို့ကဆက်တာလေအဲဒီမှာ5ခုမပြည့်ဘူး4ခုတည်းဆိုဆက်မရအောင်အဲကြောင့်ပြီးကော့လေးတွေ5ခုပြည့်မပြည့်ဒီအဖူးလေးတွေ12ခုရှိမရှိအားလုံးပြန်ဆက်ပြီးမှချီကိုဖြတ်လိုက်နော်အပွင့်တစ်ပွင့်ပြီးတိုင်းအဲ့တိုင်းပြန်ဆက်ပြီးသွားတဲ့ခါကျမှပြန်ပြင်လို့မရဘူးပြီးကော့5ခုနဲ့ဒီအဖူးလေးအားလုံး12ခုရှိရမယ်12ခုရှိမှကွက်တီးဖြစ်မယ်ပြီးကော့5ခုရှိမှလည်းဆက်လို့ရမယ်နော်ဒါအခုတစ်ပွင့်ပြီးသွားပြီပြီးသွားတဲ့အချိန်ကျရင်ဒီမှာပြန်လေးဖြစ်သွားတယ်နော်အဲ့ဒါကိုပြန်တိုင်းကြည့်လိုက်နော်ပြီးကော့ထိတ်နဲ့ဒီဘက်ထိတ်နဲ့အခုဒီဥစ္စာဆိုအမနည်းနည်းလက်ပွားသွားလို့လေးလက်မတော့နည်းနည်းလေးကြော်သေးတယ်နော်လက်ကိုပိုကျင့်ရင်ကျက်တယ်လို့ပိုပြီးတော့ဟိုဟာဖြစ်သွားမယ်ယော့သွားမယ်ဒီဟာတွေတုန်းကအမလက်ကျက်ထိုးထားလို့အခုဒီဟာထိုးပြရင်နဲ့ရှင်းပြရင်နဲ့ထိုးတာဆိုလက်ကပွားသွားတာအဲ့ဒါလေးလက်မနည်းနည်းကြော်သွားတယ်နော်အဲ့ဒါကိုမဖြစ်အောင်လေးလက်မဆိုလေးလက်မကွက်တိဖြစ်အောင်လို့အခုအမလေးလက်မနည်းနည်းလေးကြော်သွားတယ်နောက်အပွင့်နေကြတာအမပြန်ပြီးတော့ short လက်ကိုပြန်ကျက်ရမယ်နော်ဘာလို့လဲဆိုတော့ထိုးပြရင်နဲ့လောက်တာဆိုတော့စပွဲပေါ်မှာတင်ထိုးတာဆိုလက်ကနည်းနည်းပွားသွားတယ်နည်းနည်းလေးပိုသွားတယ်နော်တပွင့်နဲ့တပွင့်ကိုကွက်တိဖြစ်နိုင်အောင်လုပ်ပါအခုဒီအပွင့်နေနေဆိုရင်အမရဲ့အပွင့်ကနည်းနည်းလေးရောင်လေးကြီးသွားတယ်နော်ဒီမှာအမအရင်ထိုးထားတဲ့အပွင့်နေနေဆိုရင်မတိမတာလေးကြီးသွားတယ်နော်အပွင့်ဆိုင်ကဟိုအရင်ကြီးတိတာတော့မဟုတ်ဘူးမတိမတာကြီးသွားတာရတယ်ဒါပေမဲ့အဲ့လောက်လေးကပြဿနာမရှိဘူးထည့်လို့ရတယ်နော်မိပူတွေပါတယ်တိုက်လိုက်အားလုံးတူဖြစ်သွားမှာဒီဟာအရင်ကြီးတော့မိပူတိုက်လို့မရအောင်ကြိုပြီးတော့မှားထားလိုက်အောင်မယ်တော့ကြာနေတပွင့်ပြီးတစ်ခါတိုက်နေမှာဆုံးလို့အားလုံးပြီးမှနည်းနည်းလောက်ပဲတိုက်ရမှာမိဖို့တန်းနိုင်ရင်လည်းပြပြကြီးနဲ့လှမှာမဟုတ်ဘူးเนาะအဲ့ဒါကိုအခုဒါတပွင့်ပြီးသွားပြီအဲ့ဒါပြီးရင်ခဏနေအပွင့်အသေးထိုးပြမယ်เนาะထိုးဖို့လည်းအဲ့လိုပဲချီကိုယူပြီးတော့ပုံပြီး6ခုပဲเนาะအကြီးနဲ့အသေးနဲ့တူတူပဲစတာအားလုံး6ခုနဲ့ပဲစတယ်3 4 5 6ပြီးတော့ထိတ်ဆုံးကွင်းထဲမှာရှက်ကော်ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ယူလို့ရတယ်ပြီးရင်ဒါလေးကိုတင်းနေအောင်ဆွဲပြီးရင်1 2 3ဖွင့်ပြီး3ခုနဲ့တက်ပြီးတော့တိုင်ရှည်တစ်ခုဖွင့်ပြီးကိုလည်းတိုင်ရှည်လို့သဘောထားလိုက်အဲ့ဒါဆိုရင်ဒီနှစ်ခုတွဲကိုတစ်ခုပြီးရင်1 chain အဲ့ဒါကို10ခုလုပ်ရမှာနော်နှစ်ခုတွဲလေးတွေ10ခုစာလုပ်ရမယ်တိုင်ရှည်နှစ်ခုပြီးရင်1 chain နှစ်ခုတွဲဖြစ်သွားပြီဂျားထဲမှာ1 chain လေးတွေခံရမယ်တိုင်ရှည်နှစ်ခု1 chain 3ခုတွဲရှိသွားပြီเนาะဒီမှာတိုင်ရှည်ဆက်စချင်းဖွင့်ပြီးနဲ့တိုင်ရှည်နဲ့တွဲတာတစ်ခုပြီးရင်ဂျားထဲမှာ1 chain တိုင်ရှည်နှစ်ခု1 chain တိုင်ရှည်နှစ်ခုဆိုတော့3ခုတွဲဖြစ်သွားပြီ1 chain လေးတွေမပါလို့မရဘူးเนาะဒီခု1 chain 5ခု1 chain 6ခု
ခု1 chain 9ခု1 chain 10ခုเนาะဒီမှာ2ခုတွဲလေးတွေအားလုံး10ခုရပြီဆိုရင်နောက်ဆုံးမှာ1 chain လေးထည့်ပြီးတော့ဒီမှာ1 chain မထည့်ဘဲနဲ့မနေနဲ့เนาะနောက်ဆုံးမှာလည်း1 chain လေးထည့်ပြီးရင်ဆဆတက်3 chain ရဲ့ထိပ်ကောင်းနေရာမှာရှက်ကော်နဲ့ဆက်ရတယ်เนาะ6ခုပုံပြီး6ခုနဲ့စတယ်တိုင်ရှည်2ခုတွဲလေးတွေအားလုံး10ခုယူတယ်ဂျားထဲမှာ1 chain လေးတွေထည့်နောက်ဆုံးပိတ်လဲ1 chain လေးနဲ့ဒီမှာပုံပြီး3ခုနေရာမှာရှက်ကော်နဲ့ထည့်တယ်เนาะအဲ့ဒါတခုပြီးသွားပြီးတဲ့ခါကျရင်ဒီအခုဒီကွင်းထဲကနေပဲ2 chain လေးနဲ့စအဲ့ဒါပြီးရင်နောက်တစ်ကွင်းเนาะအခုဒီမှာဆုံးတော့ဒီမှာ1 chain ကွင်းလေးထဲမှာဆုံးတာလေဟိုဘက်ကိုမသွားတော့ဘူး1 chain ကွင်းလေးထဲမှာပဲ2 chain လေးတက်ပြီးတော့ဒီကနှစ်တိုင်ကိုကြော်ပြီးတော့ဂျားထဲမှာပြီးတော့ထဲမယ်ခဏတော့အတိုင်းပဲဆဆချင်းတိုင်မှာတိုင်ရှည်ကိုနည်းနည်းတူလိုက်ပြီးရင်2 3 4 4 chain နဲ့နောက်ဆုံးတိုင်နေရာမှာเนาะဒီလေးကိုတိုင်တူလေးဖြစ်နေတဲ့နေရာမှာဒီလိုလေးထည့်အားလုံး5ခုပဲခဏအပွင့်ကြီးအတိုင်းပဲဘေးစုံလေးတွေကိုတူပေးလိုက်ဘေးစုံနှစ်တိုင်ကိုကျန်တဲ့ဟာ4 chain နဲ့ပြီးတော့လို့တိုင်ရှည်လေးတွေကိုเนาะတိုင်ရှည်လေးတွေကိုရမ်းကြီးမရှည်စေနဲ့ခဏအမလက်မပူသွားတယ်ဆိုတာတိုင်ရှည်ကိုရမ်းကြီးရှည်လိုက်ပြီလို့တိုင်ရှည်လေးတွေကိုတူလေးလောက်တာပူလာသူ့မူရင်းပုံထဲမှာလည်းအဲ့လိုပဲအဖူးလေးတွေလိုဖြစ်နေတိုင်ရှည်လေးတွေကတူတော့လေလက်ကိုအားရပါရကြီးမဆွဲလိုက်နဲ့အင်ကြီးဆိုင်လေးပိုသေးခြင်းအဲ့တိုင်ရှည်လေးတွေကိုတေးသေးလေးတူလေးတွေတာလို့အဲဆိုအင်ကြီးဆိုင်ကပိုသေးပိုကျုံရတယ်နော်ဒီမှာဒီ1 chain ကွင်းလေးထဲမှာပြီးကော့လေး5ခုလောက်တိုင်ရှည်5ခုနဲ့ဒီပြီးကော့5ခုလေးလုပ်လိုက်ပြီးရင်2 chain နဲ့ဘယ်တဲ့ကိုပြန်လာလဲဆိုရင်ဒီနှစ်တိုင်ကိုကြော်ပြီးတော့ဂျားတွေက1 chain ကွင်းထဲမှာထည့်ပြီးရင်တခါ2 chain အဲ့နှစ်တိုင်ကိုကြော်ပြီးတော့နောက်ဘေးက1 chain ကွင်းထဲမှာပြီးကော့5ခုပြန်ထည့်ဘေးစုံလေးကိုတူလေးလို့အဲ့ခါကျတော့ဒီပြီးကော့ white လေးတွေက4ခုစာရနေလိမ့်မယ်နော်နားလေးရရင်ပြန်ပြပေးမယ်တေချာလေးထိုးကြည့်လိုက်ဒီမှာတစ်ခုနှစ်ခုသုံးခုစာရပြီနောက်ဆုံးဒီမှာ1 chain ကွင်းလေးထဲမှာတစ်တိုင်နှစ်တိုင်ပြီးရင်3တိုင်မြောက်မှာအမတို့ကပေါင်းမွင့်နဲ့ဆက်တဲ့နေ့တစ်ခါလေးပြလိုက်မယ်နော်3တိုင်မြောက်မှာတိုင်ရှည်ထိုးတယ်ပြီးရင်1 chain 2 chain ထည့်2 chain ထည့်ပြီးတော့ခဏပန်းပွင့်ကိုယူပန်းပွင့်ကိုအလှချင်းနော်ဒီဘက်ကလည်းအလှပဲဒီဘက်ကလည်းအလှမလှရှိတယ်တေချာကြည့်ပြီးရင်ပဲအဖူးဖြစ်ရတယ်ဒါပထမဦးဆုံးမို့လို့နော်ဒီမှာ5ခုရှိတယ်ပြီးတော့လေအလဲ5ခုကကွင်းလေးတွေကိုဒီလိုလေးယူလိုက်အလှချင်းထပ်မှာနော်ဒါအလှဒါလည်းအလှအဲ့ဒါကိုမှားပြီးတော့ဆက်မှာဆိုလို့အလှချင်းယူပြီးတော့အဲ့မှာ2 chain လေးနဲ့ပြန်ပြီးတော့တိုင်တိုလေးနဲ့ထည့်ပြီးရင်နောက်တစ်ခါ1 chain လေးထည့်ပြီးတော့เนาะပထမ2 chain ပြီးတော့လှမ်းဆက်တယ်တိုင်တိုထည့်တယ်ပြီးရင်1 chain ထည့်ပြီးတော့နောက်ဆုံးဒီမှာ2လုံးနေကြအတိုင်းပဲနောက်ဆုံးတိုင်တိုနေရာမှာဒီလိုလေးပဲထည့်လိုက်အဲ့ဒါဆိုတွဲပြီးသားဖြစ်သွားပြီ3တိုင်မြောက်ပြီးတော့နောက်တစ်ခါ4တိုင်မြောက်ကိုအဖူးဘက်ကိုပဲတောက်လျှောက်ထိုးလိုက်အောင်မယ်เนาะပြီးရင်တခါ9တိုင်မြောက်ကိုခတ်တူလေးထိုးပြီးနောက်ဆုံး2 chain နဲ့ဘယ်နေရာကိုလှမ်းဆက်မလဲဆိုတော့ပထမစချင်းเนาะဒီ chain ကွင်းလေးထဲမှာရှက်ကော်လေးနဲ့ဒီလိုလေးယူလိုက်ရတယ်เนาะအဲဒါဆိုရင်ခြီကိုဖြတ်လို့ရပြီတေချာကိုပြန်စစ်ပြီးမှဖြတ်เนาะအမပြောလို့ခြီဖြတ်အမဖြတ်လိုက်လို့ဆိုဖြတ်လိုက်တယ်ဆိုပြီးတော့4ခုပဲဖြစ်နေတယ်ဆိုရင်အားလုံးမလောက်မငါတွေဖြစ်ကုန်တယ်အခုဒီမှာဆိုရင်ပြန်ကြည့်လိုက်ဒါအလှချင်းပဲကိုကအလှဘက်ကိုပဲယူမှာဆိုအလှချင်းဆက်မှရမှာเนาะဒီမှာတစ်ခုတွဲပြီးသွားပြီဒီပြီးတော့5ခုနဲ့ဒီမှာ5ခုမှာဘေးကို2ခုစီအလဲတစ်ခုဒီမှာ5ခုမှာဘေး2ခုစီအလဲတစ်ခုနဲ့အဲ့လိုတွဲပြီးသွားပြီเนาะဒီကပထမဦးဆုံးမို့လို့အမားတို့ကကြိုက်တဲ့နေရာတွဲလိုက်လို့ရတာနောက်အပွင့်နေကြတော့ဒီမှာအပွင့်လာရင်ဒီ2ခုတွဲရမယ်ဒီဘက်မှာအပွင့်လာရင်ဒီ2ခုတွဲရမယ်အဲ့လိုမျိုးအပွင့်4ခုကြားထဲမှာဒီဟာတစ်ခုထည့်မှာเนาะအဲ့ဒီပုံစံအတိုင်းသွားမှာเนาะဒီပုံစံတိုင်းသွားမှာအပွင့်1နဲ့3 4ခုလာတဲ့ထဲမှာဒီလိုလေးတစ်ခုထည့်မယ်အဲ့ဒါကို3ခုတွဲဆက်ပြီးတော့တွဲရပြီဆိုရင်အမတောက်လျှောက်ဆက်ခိုင်းတော့မယ်เนาะဆက်တဲ့နီးလေးတွေပဲတောက်လျှောက်ပြရမယ်အခုအပွင့်ထိုးနီးပြပြီးသွားပြီဆိုတော့ဒီနှစ်ပွင့်ကိုအခုတွဲပြီးတော့ဆက်ထားလိုက်နောက်တစ်ပွင့်ကိုထိုးနေရင်တန်းလန်းနဲ့ဒီအပွင့်နေနဲ့လှမ်းဆက်တာကိုအမပြမယ်เนาะအဲ့ဒါလေးကိုအခုဒါ intro ဝင်တဲ့အနေနဲ့အပွင့်ထိုးနီးလေးတွေကိုအလွတ်ရအောင်တစ်ခါတည်းလုပ်
နော်အလော့ရအောင်တခါလဲလို့ကိုကကိုပတံမကြည့်တတ်ရင်လဲ notes လေးနဲ့စစချင်းချင်းဘယ်နှခုပြီးရင်20နဲ့ဘယ်နှကွင်းပြီးရင်တိုင်ရှင်နဲ့ဘယ်လိုသွားလဲဆိုတာဟာကိုကကို notes လေးဘေးမှာစာအုပ်လေးနဲ့ထုတ်ထားလိုက်မိပြီဆိုပြန်ကြည့်လို့ရအောင်နော်အဲ့တိုင်းလေးထိုးပါမဖြတ်ချိမဖြတ်ခင်ဒီအကွင်းရေအတွက်ကို12ခုဆို12ခု4ခုဆို4ခုဆက်ပြီးတဲ့ခါကျရင်ပြီးကော့လေးတွေ5ခုစီပြေးလာဆိုဆက်ပြီးမှချီကိုဖြတ်ရရင်နော်ဒီအပွင့်လေးကိုအမထိုးထားတဲ့အထိနောက်ထပ်စောင့်နေကြနေမှာဆိုလို့နော်ထိုးထားလို့ရအောင်ဒီအပွင့်နဲ့ဒီအပွင့်ထိုးတတ်ပြီးပြီးရင်ဆက်နီးကိုတည်သွားပြီဆိုရင်ဒီမှာတခါတည်းထိုးထားလို့ရအောင်အမပြပေးမယ်နော်ဒီမှာအခုဒီမှာဒီအပွင့်နဲ့ဒီအပွင့်အမဆက်ခိုင်းထားတယ်အဲ့လိုဆက်ပြီးရင်နောက်တစ်ပွင့်ထိုးလိုက်နောက်တစ်ပွင့်ထိုးပြီးတော့ဒီဆက်ထားတဲ့ဖူးရဲ့ဘေးနာကက်ရဲ့နှစ်ခုကိုသူ့ရဲ့နှစ်ခုနဲ့ဆက်နော်ဒီအပွင့်ရဲ့နှစ်ခုနဲ့အရင်ဆက်ဒီမှာပတ်လည်ကိုထိုးခဲ့လိုက်ရတယ်5ခု6ခုလောက်ကိုအရင်ထိုးခဲ့လိုက်5ခု6ခုလောက်ထိုးပြီးတဲ့ခါကျတော့2ခုလောက်ဒီအပွင့်နဲ့ဆက်ထားတဲ့အဖူးရဲ့ဟိုရောက်ခါနီးဒီမှာတစ်ခု2ခုကိုဆက်လိုက်သူ့ရဲ့အလဲပြီးကော့ရဲ့အလဲနဲ့ပဲအဲ့လိုဆက်ပြီးရင်3ခုမြောက်ကိုတခါဒီဘက်အဖူးကဆက်ပြီးသားဆိုတော့ဒီဘက်ကိုဆက်လိုက်ပြီးရင်နောက်ထပ်2ခုကိုခြံထားခဲ့လိုက်ဒီတပွင့်လုံးကိုထိုးပြီးတော့เนาะပြန်ပြီးတော့ပတ်လိုက်ဘာလို့လဲဆိုတော့အမခဏထိုးထားတာဒီဟာနဲ့ထိုးထားပေးတာနိအခုဒီအပွင့်ကိုထိုးမယ်ထိုးပြီးတော့ရင်ဒီအဖူးကိုမရောက်ခင်နှစ်ခုကိုဆက်မယ်ဆက်ပြီးတော့ရင်ဒီမှာဒီအဖူးရဲ့တချမ်းကိုဆက်လိုက်မယ်ဆက်ပြီးရင်ဒီအပွင့်ကိုခြံခဲ့လိုက်အဲ့ဒါပြီးရင်နောက်တစ်ပွင့်ထပ်ထိုးမယ်နောက်တစ်ပွင့်ထပ်ထိုးပြီးရင်ခဏတုန်းကလိုပဲဒီဘက်မှာအဖူးကမဆက်ရသေးဘူးဒီအပွင့်ကတိုင်းကြံနေမယ်အဲ့ခါကျတော့ဒီဘက်ကဒီနှစ်ခုကိုအရင်ဆက်လိုက်ဒီမှာဆက်ဖို့အတွက်တစ်ခုကိုခြံထားဒါမှမဟုတ်လဲမာကာလေးနဲ့အဲ့လိုလေးယာယီလေးအရင်ဆုံးမှတ်ထားလိုက်ဒီနေရာဒီဖူးဆက်ရမယ်သူဘေးနှစ်ခုအလိုမှာဒီဘက်အပွင့်နဲ့လှမ်းပြီးတော့ဆက်လိုက်ဆက်ပြီးရင်ဒီဟာကိုဆက်လိုက်ဆက်ပြီးရင်ဒီမှာအဆုံးထိထိုးလိုက်အဲ့ဒါ3ခုမြောက်အခု4ခုမြောက်ကိုထပ်ထိုးမယ်ဆိုလဲအဲ့လိုပဲထိုးပတ်လဲထိုးကြလိုက်ထိုးပြီးတဲ့ခါကျတော့ဒီအဖူးနဲ့ဆက်ခါနီးတစ်ခုအလိုကိုမှတ်ထားလိုက်ပြီးရင်ဘေးမှာနှစ်ခုကိုဆက်လိုက်ဒီဘက်ကဒါထိုးပြီးသားဖြစ်မှာအောင်နော်အဲ့ခါကျဒီဘက်ကိုရောက်တဲ့ခါဆက်လိုက်ပြီးရင်ဒီမှာမာကာနဲ့မှတ်ထားတာပြည့်မှန်းပြီးတော့ပဲပြည့်ရပါတယ်ပြီးရင်နောက်ဆုံးပထမဦးဆုံးအမဒီမှာခဏထိုးပေးထားတဲ့အပွင့်နော်ခဏအတွဲလိုက်ကလေးထိုးပေးထားတဲ့အပွင့်ကိုရောက်ပြီဆိုရင်ဒီအသေးမှာထိုးပြီးရတဲ့တပြိုင်တည်းဘေးနှစ်ခုကိုတွဲအဲ့ဒါကိုအခုဒီ၄ခုတွဲလေးကိုတပ်ပုံရိုက်ပေးမယ်အဲ့၄ခုတွဲလေးကိုထိုးတာတကယ်လို့ပို့ပြီးတော့ထိုးတတ်တယ်ဆိုရင်၄ခုတွဲနဲ့မကဘူး၃ခုတွဲထပ်ပြီးတော့ထိုးလို့၄ခုတွဲနဲ့မကဘူးထပ်ပြီးတော့ထိုးထားခြင်းနဲ့ဆိုရင်ဒီလိုမျိုးပြီးသွားရင်ဒီမှာနောက်တစ်ခုထပ်ပြီးတော့အပွင့်တစ်ပွင့်ထပ်ဆက်သူနဲ့ကိုဆက်ပြီးရင်ဒီမှာလည်းအပွင့်တစ်ပွင့်ဆက်သူနဲ့ကိုဆက်အဲ့နှစ်ပွင့်ရပြီဆိုရင်အဲ့နှစ်ပွင့်ကြားထဲမှာတခါတပွင့်ထပ်တဲ့အသေးလေးเนาะဘေးနှစ်ခုကိုလည်းထပ်ဆက်ရမှာဆက်ပြီးရင်ကြားထဲမှာအသေးလေးတစ်ခုထည့်အောက်မှာတော့မထည့်နဲ့အဲ့ဒါဆိုရင်တစ်ခုနှစ်ခု3ခုဖြစ်သွားမယ်အထဲမှာအသေးလေးက2ခုတွဲဖြစ်မယ်เนาะအဲ့ခါကျတော့3ခုတွဲ2ခုအသေးလေးက2ခုအဲ့လိုဆက်ထားလိုက်အဲ့ဒါကိုဘယ်နှခုလောက်ဆက်မလဲဆိုတော့9တန်းအားလုံးရှေ့အတွက်9တန်းစာဆက်ထားလိုက်အမလည်းအပြီးထိုးထားပြီးတော့တစ်ခါပြန်ရှင်းပြမယ်9တန်းစာဆိုတော့ဘယ်လိုလဲဆိုတော့1 2 3ဒီမှာလည်း1 2 3အဲ့ဒါကိုဘယ်နှခုလဲဆိုတော့1 2 3 4 5ခွင့်5ပွင့်စာ5ပွင့်စာအလျား5ပွင့်စာအနံက3ပွင့်စာအဲ့ဂျားထဲမှာအသေးလေးတွေကတစ်ခု2ခု3ခု4ခုအားလုံး10ခုလောက်ရှိမယ်เนาะအဲ့ဒါအပေါ်မှာတွေအောက်မှာတွေမထည့်ထားနဲ့ဒီအသေးလေးတွေကိုဂျားထဲမှာ2ခုပဲထည့်ထားလိုက်เนาะ3ပွင့်ဆိုတော့လေအပေါ်အောက်တွေထည့်ရင်တော့じゃပိုနေမှာဆိုလို့အခါကျအခုအဲ့ဒါကိုထိုးထားလိုက်တော့အမဒီအခုဒီတွဲနီးလေးကိုတပ်ပုံရိုက်ပြီးတော့တင်ပေးလိုက်မယ်ဒါလေးကိုเนาะအခုလွယ်လေးပါဒီဟာ4ဘက်4လံဆိုတော့ဒီမှာ4ဘက်4လံအတွက်ဘေး2ခုပူဒီမှာလည်းဘေး2ခုဒီမှာလည်းဘေး2ခုဒီမှာလည်းဘေး2ခုအဲ့တွဲနီးလေးတွေတက်သွားပြီဆိုရင်အမခဏတော့ပြောလို့ပဲ3ခုတွဲကိုအားလုံးအလျား9တန်းအနံက3ခုတွဲဂျားထဲမှာအပွင့်သေးလေးတွေ2ခုစီအဲ့လိုထည့်သွားလိုက်เนาะအဲ့ဒါကိုမှန်ပြန်ပြပေးဦးဒီမှာအမ9ပွင့်တန်းအလျား9ပွင့်အနံ3ပွင့်အဲ့ဒါလေးထိုးပြီးသွားပြီเนาะဒီမှာပြန်လာပြတာနောက်ဆက်တဲ့ဟာလေးတွေထပ်ပြခြင်းလို့เนาะအဲ့ဒါကိုအခုပြန်ပြီးတော့တိုင်းကြည့်လိုက်တော့နော်တပွင့်ကို4လက်မနှုံးနဲ့ပြန်တိုင်းကြည့်လိုက်တော့အမလည်းဒီမှာပထမရှိလဲဆိုတော့20เนาะဒီမှာ20အဲ့ခါကျတော့ရှေ့နောက်ဆိုတော့40 free style မျိုးဒီအပွင့်ရလေဟိုအရင်ရှေ့တုန်းကအပွင့်ဆက်တွေလိုမျိုးအကြက်ကြီးဝတ်တဲ့ပုံမျိုးမဟုတ်ဘူးဒါကောင်မလေးတွေစကတ်လေးတွေဘောင်းမီတွေနဲ့ဟိုခါတူလေးကိုမှဝဲလေးဝတ်တဲ့ပုံသူ့မူရင်းပုံဟာမျိုးเนาะအဲ့ဒါမျိုးရှေ့တုန်းကပုံလို့အပွင့်ဆက်ကြီးကိုအကြက်ကြီးဆိုလဲမလှအောင်အဲ့ဒါကြောင့်မို့ဒီ40ဆိုတာဘလောက်မှကြီးတာမဟုတ်ဘူးကိုရင်ပတ်ချလဲဟိုသူကဟိုတီရှပ်အပွားလေးဝတ်ထားတယ်လို့ပုံစံမျိုးဖြစ်သွားလိမ့်မယ်เนาะတချို့က40ဆိုအရင်ကြီးမတော်ဘူးဆိုရင်အဲ့ဒါအကြက်ဝတ်တတ်တဲ့ကလေးတွေဆိုရင်တော့ဒီ40ယူကြီးတယ်လို့ထင်မှာပေါ့เนาะဒါပေမဲ့ဒီအပွင့်က free style
ပုံမျိုးသူကအကြက်ပုံမျိုးမဟုတ်ဘူးဟိုးရင်တော့လူကြီးတွေဝတ်တဲ့အပွင့်ဆက်ကြီးတွေရတာအကြက်ကြီးတွေထိုးကြတာနော်အခုအဲ့ဒါကိုပြန်ရှင်းပြပေးတာဒီရင်ကိုအရန်ကြီးကြီးတဲ့လူတွေ၄၅၄6အဲ့လိုမျိုးအမကိုမေးထားတာလေးတွေ့တယ်အဲ့ဒါဆိုအပွင့်ကို9လက်မလောက်ထိုးလိုက်အဲ့ဒါဆိုရင်သူကနဲ့သူကွက်တိဖြစ်တယ်နော်ဒါလေးကဝစ်ကြည့်လိုက်မှလှမှာပုံစံကြည့်လိုက်ရင်တော့ကြီးတယ်လို့ဟိုမလှဘူးလို့ပုံစံမျိုးဒီထိုးနေတဲ့အချိန်မှာအရန်ကြီးတယ်လို့စိတ်ထဲမှာထင်မှာနော်အဲ့ဒါကိုအပွင့်ဆက်တာအခုမှဒီမှာ3ပွင့်နံဒီမှာ5ခုနဲ့ရှေ့တချမ်းစာအတွက်ပြီးသွားပြီနောက်တချမ်းစာအတွက်ဆက်ထိုးမယ်ထိုးတဲ့ချိန်ကျရင်နောက်တချမ်းကိုဒီအပွင့်ကိုမဆက်ဘူးအောက်နှစ်ခုကိုပဲဆက်မယ်เนาะပတ်လေဝင်းအဝိုင်းဖြစ်သွားအောင်ဆက်တဲ့ချိန်မှာအောက်နှစ်ပွင့်ကိုဆက်မယ်ဒီဘက်နှစ်ပွင့်ကိုဆက်မယ်အသေးလေးတွေကိုဆက်မယ်အပေါ်အကြီးကိုခြံထားမယ်เนาะအပေါ်အကြီးကိုရှေ့ချမ်းနောက်ချမ်းဆက်တဲ့ချိန်မှာအပေါ်အကြီးရဲ့ဒီလိုဘေးနှစ်ဖက်ကိုမဆက်ဘူးအဲ့ဒီဘေးနှစ်ဖက်ကိုမကာလေးနဲ့မှတ်ထားမယ်เนาะအမပြောတာတေချာလေးနားလည်အောင်လို့အပွင့်အသေးကိုအကုန်ဆက်မယ်အကြီးကိုမဆက်ဘူးဘာလို့လဲဆိုတော့အဲ့ဒီအကြီးကလက်အတွက်တပွင့်ထပ်လာမှာเนาะရှေ့တပွင့်အနောက်တပွင့်အဲ့လိုထပ်လာမှာအဲ့ခါကျတော့ဒီမှာအခုမကာမှတ်ထားတဲ့ဘေးဆုံးအပေါ်ဆုံးအပွင့်ဒီဘက်မှာလည်းဘေးဆုံးအပေါ်ဆုံးအပွင့်အဲ့ဒါကိုမှတ်ထားလိုက်မှတ်ထားပြီးတော့ဆက်တဲ့ချိန်ကျရင်ဒီမှာကနှစ်ခုနေရအမပြောထားတယ်မဆက်ရပါလားဆိုပြီးတော့မဆက်ဘူးเนาะအခုဒီမှာဆိုရင်နောက်ထပ်အနောက်ချမ်း9ပွင့်အတွက်ထိုးမယ်ဆိုရင်ဒီဟာဆက်မယ်ဒီဟာဆက်မယ်အလယ်မှာပန်းပွင့်အသေးဆက်မယ်ဒီမှာလည်းပန်းပွင့်အသေးကိုဆက်မယ်အဲ့လိုဆက်ပြီးသွားတဲ့ခါကျရင်ဒီမှာဒီအပေါ်ပိုင်းကိုမဆက်ဘူးပန်းပွင့်အသေးကိုဒီမှာဒီဟိုဟာဆက်တဲ့ချိန်ကျရင်အမပြန်ပြပေးဦးမယ်ပန်းပွင့်အသေးကိုအောက်အတွက်ပဲဆက်မယ်အပေါ်အတွက်မဆက်သေးဘူးเนาะအဲ့ဒါလေးကိုပြန်ပြပေးမယ်အခုဒီမှာပြန်ပြီးတော့ဆက်လို့ရမယ်ဟာအနောက်ချမ်း9ပွင့်အတွက်ဒီတပွင့်ထိုးမယ်ဒီတပွင့်ထိုးမယ်ဆက်မယ်ဂျားထဲမှာပန်းပွင့်ထိုးမယ်ဒီအပေါ်ပိုင်းအပွင့်အသေးကြရင်အမပြန်ပြပေးမယ်နော်အခုဒီဘက်မှာလည်းအဲ့လိုပဲဒီတပွင့်ထိုးမယ်ဘေးတိုက်ဆက်မယ်ဒီတပွင့်ထိုးမယ်ဘေးတိုက်ဆက်မယ်အလယ်မှာအပွင့်သေးကိုဒီ၄ပွင့်စာနဲ့တခါတည်းတွဲပြီးဆက်မယ်ဒီအပွင့်အသေးအတွက်ကိုအမပြန်ပြပေးမယ်နော်အဲ့ဒါကိုပြန်ပြီးတော့ဟိုကိုထိုးတဲ့ချိန်ကျမှတိတိကျကျသိကျင်လို့အဲ့ဒါဆိုရင်အနောက်9ပွင့်အဲ့လိုထိုးပြီးသွားပြီဒါကိုမဆက်ဘဲနဲ့ကျန်တာတွေအကုန်လုံးအဝိုင်းတိုင်းဖြစ်သွားပြီဆိုရင်လွယ်သွားပြီဒီ15ပွင့်အားလုံးအပွင့်30ပေါ့ရှေ့15နောက်15အဲ့ဒါပြီးသွားရင်လက်ကလွယ်သွားပြီနောက်ဘေးမှာတပွင့်ထပ်တိုးမယ်ပြီးရင်အပေါ်တပွင့်စီထပ်တိုးမယ်เนาะအဲ့ဒါပြီးတဲ့ခါကျအနောက်ချမ်းအတွက်ဒီဟာလဲတပုံစံနဲ့ထိုးမယ်ဒီကအနောက်ချမ်းမှာမပါဘူးသူအပေါ်အတွက်ပဲအပေါ်အတွက်2ပွင့်မယ်အဲ့တော့ပတ်လေကအားလုံးလက်ပတ်လေက3ပွင့်စာဖြစ်သွားမှာပေါ့เนาะအဲ့ဒါထိုးရင်းနဲ့မှနားလေသွားမှာပြရင်းနဲ့မှဒီတိုင်းပုံပြရတဲ့ခါကျတော့နားမလဲဘူးဖြစ်သွားမယ်ဒီအပေါ်ကတချမ်းကလည်း2ခုပဲဒီတချမ်းဟာရှေ့အတွက်ကောနောက်အတွက်ကောသူကပခုံးမော်အဲ့ဒီအချမ်းကရှေ့တစ်ဝက်နောက်တစ်ဝက်ကျနေလိမ့်မယ်ဒီအပွင့်ကလည်းရှေ့တစ်ဝက်နောက်တစ်ဝက်ကျနေလိမ့်မယ်เนาะဒီကရှေ့တစ်ပွင့်နောက်တစ်ပွင့်ဒီအပွင့်ကကြတော့နောက်နဲ့လည်းဆိုင်တယ်အရှေ့နဲ့လည်းဆိုင်တယ်သူကဟိုအပေါ်ပခုံးနေရာရောက်မှာဒီနှစ်ပွင့်နဲ့ဒီတချမ်းကเนาะအဲ့ဒါထိုးရင်းနဲ့မှအခုပတ်လေအခုရှေ့ကို9ပွင့်တွေအလျာ9ပွင့်အနံ3ပွင့်ထိုးပြီးတဲ့လူကအခုအမပြောလို့ဘေးဒီနှစ်ပွင့်ကိုဆက်မယ်ဒီနှစ်ပွင့်ကိုဆက်မယ်ပတ်လေအဝိုင်းတိုင်းဖြစ်မယ်ဒီမှာကိုမကာနဲ့အခုမှတ်ထားတဲ့နေရာမှာခြံထားမယ်အပွင့်အသေးလဲခြံထားမယ်အပွင့်အသေးဆက်နေတဲ့အမပြပြီးမယ်เนาะအဲ့ဒါကိုအခုဟို9ပွင့်တန်း3ခုထိထိုးပြီးတဲ့လူကဒီဟာကိုထိုးထားလိုက်ဒီနှစ်ပွင့်အနောက်အတွက်2ပွင့်ထိုးပြီးတော့ဂျားထဲမှာ1ပွင့်နဲ့တခါတည်းဆက်ပြီးတော့အနောက်တွေတောက်လျှောက်ကုန်လုံးဆက်သွားလိုက်တော့အနောက်မှာကျတော့3ခုတွဲတခါတည်းတွဲသွားမှာเนาะဒီဘေးကိုဆက်တဲ့ချိန်ပဲဒီ2ပွင့်ပဲဆက်မှာဒီဟာကိုမဆက်ဘူးအဲဘေး2ပွင့်ဆက်ပြီးသွားတာနဲ့တပြိုင်နက်တည်းအနောက်ဖက်ကကျန်တဲ့ဒီနေရာတွေကျတော့အကုန်လုံးတူတွေပဲเนาะအလဲတွေကျတော့အကုန်လုံးတူပဲအနောက်ချမ်းမှာအကုန်လုံး3ပွင့်တည်းတွေပဲဆက်သွားမယ်เนาะအဲ့ဒါကိုပြန်လာပြပေးတာဒီအပွင့်ကြီးကိုကြီးမဲ့ထင်ပြီးတော့အမကိုမေးတဲ့လူတွေအတွက်အမတခါတည်း post ကိုတင်ပေးလိုက်တာเนาะသူကဟို free style မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့4လက်မအနည်းဆုံးရှိတဲ့ကလေးတွေက40ဆိုပိန်လဲဝတ်လို့ရတယ်လှတယ်သူကအီလေးတွဲကြနေမှာเนาะပြီးရင်ဒီနောက်ဆုံးတစ်ပွင့်ကသူကလက်ထဲပါသွားတာfree ပုံမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပွင့်နဲ့ပဲသူကလက်ကတရောင်ဆက်ထိရောက်သွားမှာအဲ့ခါကျဒီကောင်ကလက်ထဲပါလာတဲ့အတွက်ကြောင့်မို့လို့ဟိုလိုအကျက်အင်ကြီးမျိုးရင်ကြီးက40ကြီးလိုက်တာဆိုပြီးတော့တွက်လို့မရဘူးเนาะအမဒါတစ်ပွင့်4လက်မနဲ့မို့လို့ရှေ့ကို9ပွင့်ဆိုတော့20အနောက်20 40ဆိုတော့ခန့်မှန်းခြေတွက်ပေးလိုက်တာ40ဆိုတာကြီးကိုရင်အတိအကျကြီးယူတယ်မှတ်ပြီးတော့တချို့ကကြီးဟိုမရဘူးအဲ့လိုကြီးပြောနေလို့เนาะအမအားလုံးထိုးပြီးတဲ့ခါကျမှလိုက်ကြည့်ပြီးမှလိုက်ထိုးလိုက်เนาะ